ဒါလေးကကြောင့်ဂုံတိတ်ခါနဲ့ဆိုင်တာဒါကကြောင့်လည်းယောက်ျားတစ်ယောက်ရဲ့တိတ်ခါနဲ့ဆိုင်တာပေါ့နော် Hi 皆さんこんにちはဒီနေ့ကတော့ဘာလို့ဆက်ပြီးတော့လေ့လာမလဲဆိုတော့ N1 grammar N1 grammar မိမိကတော့ OBOERU စာအုပ်ထဲကဘာလေးလဲဆိုတော့ number 9ပေါ့နော် grammar လေးတွေကိုဆက်ပြီးတော့အတူတူလေ့လာကြည့်အောင်ပေါ့နော်သူကတဲ့ဒီမှာနာနီနာနီနီခခဝါလူပေါ့နော်နိခခဝါလူဆိုတာကသူကလေဟို N2 မှာလည်းသင်ခဲ့ရတယ်ပေါ့နော် N2 မှာလည်းသင်ခဲ့ဘူးတယ်ဒီမှာဆိုလို့ရှိရင်သူကဘလို့မြန်မာလိုအဓိပ္ပာယ်တွေဖြစ်သွားမလဲဆိုတော့နာနီနာနီနိခခဝါလူသူကဒီလိုမျိုးခိလာကနာနဲ့ရေးထားတယ်ရှိသလိုအောက်ကလိုမျိုးဒီလိုမျိုးပေါ့နော်ခန်းကြီးနဲ့ရေးထားတာလေးလည်းရှိတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီနှစ်ခုကဘာကွာလဲဆိုတာကိုတစ်ချက်ကြည့်ရအောင်ပေါ့နော်ဒီမှာနာနီနာနီနိခခဝါလူပေါ့နော်သူ့ကိုဘလို့မှတ်ထားလဲဆိုတော့တစ်ခုခုနဲ့ဒါပတ်သက်တာကိုပြောတာပေါ့နော်တစ်ခုခုနဲ့ပတ်သက်တာအဲ့ဒီမှာတော့ဘာတွေပါလဲဆိုတော့အရေးကြီးတဲ့အရာတွေပေါ့နော်ဒါပြန်ရေးမိအရေးကြီးတဲ့အရာတွေနော်အရေးကြီးတဲ့အရာတွေဆိုတာလဲဘာတွေလဲဆိုတော့ဒီကိုတစ်ချက်ကြည့်ရအောင်ပေါ့နော်ဒီနေရာလေးကိုကြည့်မယ်အချိပံကကြတော့တဲ့အီနိုချင်းနီခခဝါတို့နိဗ္ဗာန်ကဘာကိုပြောရလဲဆိုတော့ပူတိုင်းပါရှိနီခခဝါတို့နော်စံပံကမေယောနီခခဝါတို့ယောပံကအိုတိုခိုနော်မန်စနီခခဝါတို့အဲ့လိုမျိုးလေးလာတယ်ပေါ့နော်အဲ့ဒါဆိုရင်သူ့တိတ်ပြာဘာလဲဆိုလို့ရှိရင်နာနီနာနီခန်းစုတို့တခုနဲ့ပတ်သက်နေတယ်တဲ့သူဂျူဒိုင်နာအေကျော်ကအာဒူဆိုတာကဒီလိုမျိုးပေါ့ကြီးမားတဲ့တက်ရောက်မှုတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးတခုနဲ့ပတ်သက်တဲ့ကြီးမားတဲ့တက်ရောက်မှုတွေရှိတယ်အဲ့ဒါဆိုရင်အချိပံကိုသွားကြည့်အောင်အချိပံကခန်းစားနှုတ်ခေကအီနိုချင်းနီခခဝါတို့ပြောခိတဲ့ဝနိုင်ခုတ်တုကဝါခတဲ့ခုတ်တုစတာစိတ်ချက်ရဲ့ရလက်မှာပေါ့နော်အီနိုချင်းနီခခဝါတို့အသက်နဲ့ဒီမျိုးပေါ့နော်အသက်နဲ့ပေါ့ပတ်သက်တယ်ပေါ့နော်အသက်နဲ့ပတ်သက်တဲ့ယောဂမဟုတ်ဘူးဆိုတာကိုသိပြီးတော့ဟုတ်တုစတာဆိုတာကအန်ရှင်စတာစိတ်ချက်ပြီးတော့သူစိတ်ချက်တဲ့ရလက်ရဲ့အပေါ်မှာဘယ်လိုလဲဆိုတော့ဘာသိလာလဲဆိုတော့ပေါ့နော်သူကဒီအသက်နဲ့ပတ်သက်တဲ့ယောဂမဟုတ်ဘူးဆိုတာကိုသိပြီးတော့သူကဟုတ်တုစတာစိတ်အေးသွားခဲ့တယ်ပေါ့ဒီမှာအီနိုချင်းနီခခဝါတွေပေါ့နော်အီနိုချီဆိုတာအရေးကြီးတယ်လေနော်အသက်ခံတာဆိုတာကအလုံးဝအရေးကြီးတဲ့အရာပေါ့နော်အဲ့ဒီအကြောင်းမို့လို့ဒီမှာအသက်နဲ့ပတ်သက်တဲ့ယောဂမဟုတ်ဘူးဆိုတာကိုသိသွားတဲ့အချိန်မှာသူကစိတ်အေးသွားတယ်ဒီညမှာအဓိက main point ကအီနိုချင်းနီခခဝါလူဆိုတဲ့အသက်နဲ့ပတ်သက်တဲ့ယောဂအသက်နဲ့ပတ်သက်တာဆိုတာသူ့ရဲ့ဒီ grammar ရဲ့ဒီစာကြောင်း main point ပေါ့နော်ဒီ grammar ကိုသင်နေတာမလို့ပေါ့နော်အဲ့ဒါဆိုရင်နိဗ္ဗာန်ကဂျူယောနသူဂျူယောယဓမ္မပန်ကိုနာတို့ပူတိုင်းပါရှိနိခခဝါလူကိုတော့အခုတိုင်းဒိခိမဆန်ဆိုတာခုတိုင်းလာလဲမဆန်တဲ့အတူတူပဲပေါ့နော်လိပ်စာနဲ့တဲ့အဲ့လိုမျိုးဖုန်းနံပါတ်တွေကတော့ privacy နဲ့ပတ်သက်တဲ့အရာတွေကိုတော့အခုတိုင်းဒိခိမဆန်မဖြေပေးနိုင်ပါဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ privacy နဲ့ခခဝါလူပေါ့လူတွေ privacy ဆိုတော့အရေးကြီးတဲ့အရာမို့လို့နိခခဝါလူနဲ့တွဲပြီးတော့သုံးထားရပေါ့နော် privacy နိခခဝါလူသူကအရှိမနောင်းနေနေပဲကတ်ထားရပေါ့နော်အဲ့ဒါဆိုဒီမှာကဒီကရှုကန်ရှိနိဗ္ဗာန်ကရှုကန်ရှိတဲ့ဟန်နေအစကိုင်းစရတာမေယောနိခခဝါဒုမွန်တိုင်းနာနိုတဲ့ခုကုဆိုရှိယောတိုဘမို့ပေါ့နော်အပတ်စဉ်ထုတ်တဲ့ဒီသတင်းစာမှာပေါ့နော်ဟန်နေအစကိုင်းစရတာအစကိုင်းဆိုတာကတတ်မှတ်တာတို့ဆက်ဆံတာတို့ပြီးလို့ရှိရင်ပြောဆိုစကားအဲ့လိုမျိုးတွေမှာတုံးတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူအပတ်စဉ်သတင်းစာမှာတရားခံလူမျိုးဆက်ဆံခြင်းကိုခံလိုက်ရတယ်ပေါ့နော်မေယောနိခခဝါဒုမွန်တိုင်းဆိုတာမေယောဆိုတာဂုံတိတ်ခါပါပေါ့နော်ဂုံတိတ်ခါနဲ့ပတ်သက်တဲ့ပြဿနာဖြစ်တာကြောင့်မို့လို့ကိုကုဆိုရှိယောတိုဟိုမို့ဒီမှာတရားစွဲတယ်ပေါ့တိုင်တန်းတယ်ဆိုခန်းကြီးလေးပါတော့တရားစွဲမယ်လို့တွေးထားတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့သူကဂုံတိတ်ခါဆိုတာအရေးကြီးတဲ့အရာပေါ့အရေးကြီးတဲ့အရာကိုပြောရင်ခခဝါဒုနဲ့တွားပြီးပြောလိုက်မယ်ပေါ့နော်ဆိုဖူကစာရာအာရာယိုဆူရူနာတို့အိုတိုပိုနော်မန်ဆွနီခခဝါဒုတို့အမိုတဲဣတာရာရှိပေါ့နော်အဖိုးကတဲ့ပကံဆေးတယ်ပကံတွေပါဆေးတယ်ဆိုတာကနားတူပေါ့တခြားဒီလိုအိမ်ကိစ္စတွေလည်းထပ်ပြီးတော့ပြောချင်တယ်ပေါ့နော်အဖိုးကပကံဆေးတာမျိုးဘာမျိုးဆိုတာကတဲ့အိုတိုခုနော်မန်ဆွယောက်ျားတစ်ယောက်ရဲ့ဗာလဲမန်ဆွဆိုတာဒီမှာအတူတူပဲပေါ့နော်ဟိုလိုမျိုးဂုံတိတ်ခါတို့ဘာလို့ပေါ့နော်အဲ့လိုမျိုးယောက်ျားတစ်ယောက်ရဲ့ဂုံတိတ်ခါနဲ့သက်ဆိုင်တယ်ဆိုပြီးတော့တွေးနေတဲ့ပုံပဲပေါ့နော်အဲ့လိုမျိုးအဲ့ဒါဆိုရင်သူကအရေးကြီးတဲ့အရာတွေကိုခခဝါလူပြောတယ်ပေါ့နော်ဒီလိုမျိုးခတဟိရကနာနဲ့ပြောတယ်ပေါ့နော်အဲ့ဒါဆိုရင်နောက်တစ်ခုကကြောင့်ခန်းကြီးနဲ့ရေးထားတဲ့ခါလေးကဘယ်လိုထိပ်ပဲမလဲသူကခခဝါလူသူကဒါမှတ်ထားပါလေနိခခဝါလူနာနီနာနေ
哦，阿婆啊，人家拿我个看见的伊他不喏。那么这个都啊小人话，西山后高你卡卡瓦鲁西个都个是带。那个嘛，所以呢，这多人呢，不得的老古有钱的，底下家伙里边来说，不得是为了就有里边跑表达，这多呢不得的，老所以，都西山后高你卡卡瓦鲁西个都喏。အဲ့လိုမျိုးပဲနောက်တစ်ခုကဒါကကြတော့田中氏は汚職、田中氏は汚職事件に関わって逮捕された。田中氏はミスター田中ဆိုလို့ရှိရင်ね汚職ဆိုတာက汚職事件ဆိုတာသူကလက်စားတဲ့အမှုပေါ့နော်汚職ဆိုတာလက်စားတာပေါ့လက်စားတဲ့အမှုနဲ့นี่関わってပတ်သက်ပြီးတော့တိုင်းဟုစားတဲ့ဖမ်းခြင်းကိုခံလိုက်ရတယ်ပေါ့နော်ဒီအမှုနဲ့ပတ်သက်ပြီးတော့ဖမ်းခြင်းကိုခံလိုက်ရတယ်ပေါ့နော်ဒီအမှုနဲ့ပတ်သက်တာကိုပြောတာပေါ့နော်ဒီဟာကလည်းသူကခန်းကြီးနဲ့တုံးထားရပေါ့နော်ခန်းကြီးနဲ့တုံးထားတယ်ဒီမှာဆိုလို့ရှိရင်တခုအမှားလေးပြင်မယ်ပေါ့နော်ခခဝါရုဆိုတာကိုဘယ်လိုမျိုးလေးမြန်မာလိုမျိုးတိုက်ရိုက်ပြန်မလဲဆိုတော့ခခဝါရုဆိုတာတခုခုနဲ့ဆိုင်တာပေါ့နော်ဒီမှာဆိုရင်အသက်နဲ့ဆိုင်တာဒီမှာဆို privacy နဲ့ဆိုင်တာမြန်မာလိုမျိုးတိုက်ရိုက်ပြန်မလဲဆိုတော့ခခဝါရုဆိုတာတခုခုနဲ့ဆိုင်တာပေါ့နော်ဒီမှာဆိုရင်အသက်နဲ့ဆိုင်တာဒီမှာဆို privacy နဲ့ဆိုင်တာဒါလေးကကြောင့်ဂုဏ်သိက္ခာနဲ့ဆိုင်တာဒါကကြောင့်လည်းယောက်ျားတစ်ယောက်ရဲ့သိက္ခာနဲ့ဆိုင်တာပေါ့နော်အဲ့လိုမျိုးလေးနဲ့တုံးတယ်သူကလေဒီလိုနိခခဝါဟိရကနာနဲ့ရေးထားတဲ့နိခခဝါလူကပို့ပြီးတော့အရေးကြီးတဲ့အရာတွေကိုတုံးတဲ့နေရာမှာပြောတယ်ပေါ့နော်ဒီလိုမျိုးခန်းကြီးနဲ့ခခဝါလူကကြတော့သူကလေပတ်သက်တာတို့ဘာတို့အဲ့လိုမျိုးနေရာမျိုးမှာတုံးတယ်သူကဟိုအပေါ်ကခခဝါလူလောက်တော့ဟိရကနာနဲ့တုံးတဲ့ခခဝါလူလောက်တော့အရေးကြီးတဲ့အရာတွေမှာမတုံးဘူးပေါ့နော်ဒါလေးဆိုလို့ရှိရင်သူကလေရှီစန်းဟိုကောနိခခဝါလူရှိကောတူကရှိတိုင်းဆိုတဲ့ဒီတဘာဝကိုဒီလိုမျိုးထိမ့်သိမ်းဆောင်ချောက်တဲ့တဘာဝဒီလိုမျိုးတစ်တော်တဘာဝနဲ့ပေါ့ပတ်သက်တဲ့အလုပ်မှာလုပ်ချင်တယ်ပေါ့နော်ဒါတော့ဟိုအရေးတိတ်မကြည့်ဘူးပေါ့နော်အပေါ်ကအသက်ခံတာတို့အဲ့လိုမျိုး privacy တို့အဲ့လိုမျိုးတော့အရေးကြီးတဲ့အရာမဟုတ်ဘူးပေါ့နော်နောက်တစ်ခုကလည်းတနက်ကရှိရဆိုလို့ရှိရင်ဥရှုပ်ကုဆိုတာလက်စားတဲ့အမှုပေါ့နော်လက်စားတဲ့အမှုမှာသူကလေပါဝင်ပတ်သက်လို့အဖမ်းခံလိုက်ရတယ်ပေါ့ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်ပေါ့နော်အဲ့လိုမျိုးဒီဟာမှလည်းအဲ့လိုပဲပါဝင်ပတ်သက်လို့ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့私はあの時間とはあの事件とは何の関わりもないနဲ့ငါကလည်းအဲ့ဒီအမှုမှာတဲ့ဘာပတ်သက်မှုမှမရှိဘူးပေါ့နော်ငါအဲ့ဒီအမှုမှာဘာပတ်သက်မှုမှမရှိဘူးအဲ့လိုမျိုးပေါ့နော်ဒီမှာဆိုရင်ဟိုဟာပေါ့နော်ဟိရခဏနဲ့ရေးထားတဲ့ခခဝါလူကပို့ပြီးတော့အရေးကြီးတဲ့အရာတွေမှာတုံးပြီးတော့ခန်းကြီးနဲ့ခခဝါလူကကြတော့ဒီသူ့လောက်အရေးမကြီးဘူးပေါ့နော်အဲ့လိုနေရာမျိုးတွေမှာတုံးတယ်ပေါ့နော်မြန်မာလိုပြန်မယ်ဆိုရင်ခန်းကြီးနဲ့ရေးထားတဲ့ခခဝါလူကိုကြတော့နှစ်ပတ်သက်သည်လို့ပြန်ပြီးတော့ဒီလက္ခဏာနဲ့ရေးထားတဲ့ခခဝါလူကိုကြတော့နှစ်ဆိုင်ပြီလို့ဘာသာပြန်မယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီနောက်ထပ်ဗီဒီယိုတွေကိုဆက်ပြီးတော့ရှင်းပြမယ်နော်